လက်ရှိဘန်ကောက်မှာကျွန်တော်နေနေတဲ့အိမ်ယာ project လေးတစ်ခုကိုဒီနေ့လိုက်ပြပေးချင်တယ်ဒီအိမ်ယာ project ကသူက luxury အိမ်ယာ project ပေါ့နော်အခုဒီမှာမြင်တွေ့တဲ့ပုံစံတိုင်းသူတို့စောက်ထားတဲ့ပုံစံက modern ပုံစံလေးဖြစ်မယ်ခေါင်မိုးကဒဲနဲ့ဖြစ်မယ်ခေါင်မိုးက2မျိုးလာမယ်ဒဲလို့ချင်လဲရတယ်ဒီလိုမျိုးအချွန်နဲ့လို့ချင်လဲရတယ်အခုဒီအရှိကအိမ်ယာကျွန်တော်ပြပေးမယ်အိမ်သူ့ရဲ့အိမ်ရဲ့အကျယ်က2400 2500 square feet အကျယ်ရှိရယ်အရှိမကကား3စီးရလို့ရမယ်ကား3စီးဒီဘေးမှာမြေပိုပတ်လဲပါမယ်သူကလုံးချင်းပေါ့နော်ပြီးရင်အထဲမှာကကျွန်တော်တစ်ချက်ပြပေးမယ်အထဲမှာတော့ဒါသူတို့ interior ပစ္စည်းတွေမထည့်ရသေးဘူးအခန်းလွတ်နဲ့လာတယ်ပေါ့နော်ဒီမှာကဧည့်ခန်းဒီမှာထမင်းစားစပွဲဒီမှာ TV ကြည့်ဖို့နေရဒီလိုမျိုးဖြစ်မယ်ပြီးသွားလို့ရှိရင်အောက်မှာကရေချိုးကန်းအိမ်သာတစ်လုံးပါမယ်ဒါကတော့ common use ရေချိုးကန်းအိမ်သာပေါ့နော်ဒါကမီးဖိုချောင်းမိဖို့ကြောင့်ကဒီမှာတခန်းဖြစ်မယ်အနောက်ဘက်မှာကသူကဟင်းချက်လို့ကောင်းအောင်တကားပေါက်ပါမယ်ဒီမှာကအိတ်ခမ်းတခန်းဒီမှာအိတ်ခမ်းတခန်းပါမယ်အဲ့တော့ဒါကတော့သူ့ရဲ့ဖွဲ့စည်းပုံရိုးရှင်းလေးပဲဒီဘေးမှာကဟိုတာဂိုတောင်လေးတစ်ခုပါအောင်မယ်ဒါကပစ္စည်းတိုင်းဖို့နေရာဂိုတောင်ပေါ့နော်ပေါ်ထပ်တစ်ချက်သွားကြည့်အောင်သူကအိမ်ပေါ်ထပ်မှာကမာစတာအခန်း3ခန်းပါတယ်စုစုပေါင်းအိတ်ခမ်း4ခန်းဒီမှာကရေချိုးကန်းအိမ်တာနဲ့မာစတာအခန်းတစ်ခန်းပြီးရင်ထွက်လာမယ်ဆိုလို့ရှိရင်ဒီဘက်ဘေးမှာနောက်ထပ်တစ်ခန်းဒါကနောက်ထပ် master ဒါကတော့ master အသေးပေါ့နော်ဘေးမှာကရေချိုးကိုင်းတာပါမယ်ဒီမှာကနောက်ထပ် master အကြီးတစ်ခန်းဒါ master အကြီးတစ်ခန်းဒီ master ကဒီက veranda လေးနဲ့ဖြစ်သွားမယ်ဒီမှာ veranda ပါမယ်သူရဲ့ဒီပုံဝင်ကျင် feeling လေးကတော့မစိုးသူက private feeling လေးကိုရတာပေါ့နော်အခုဒီမှာကြည့်လိုက်ဒီမှာအိမ်ယာဝင်းနေတာဒီဘက်ချမ်းကအကောင်လုံးကခေါင်မိုးတဲပေါ့နော်ဒီသူ့ရဲ့အနောက်ကျောဖက်ကျတော့ခေါင်မိုးအချွန်နဲ့လာမယ်ဟုတ်ဒါအိမ်ယာရဲ့ဘူဝင်ချင်းနေရပါတော့ဘူဝင်ချင်းမှာသူကဟို club house ရှိမှာရေကူးကန်ပါမယ်ဂျင်ပါမယ်ပြီးသွားလို့ရှိရင်ဒီ private meeting room အခန်းတွေ co-working space တွေပါမယ်အဲ့တော့ဒီရေကူးကန်နေထားတော့ဒီလိုဖြစ်မှာဂျင်ကအပေါ်ထပ်မှာဒီအိမ်ယာ project ရဲ့အနေထားကိုကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှိရင်သူကဈေးတန်းကဘတ်12တန်း13တန်းလောက်ကနေစပြီးတော့ရှိမယ်15တန်းထိရှိမယ်အဲ့တော့ကိုကဒီ budget ကို12 13လောက်မှာသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုအိမ်ယာပုံစံမျိုးရမှာပေါ့နော် location ရပြောရမယ်ဆိုလို့ရှိရင် location ကတော့တော်တော်လေးကောင်းတယ်ဘာလို့ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ BDS အစိမ်းရောင် line ပေါ့နော်ဒါအိမ်ယာဝင်းရဲ့ထွက်ပေါက် BDS အစိမ်းရောင် line ကိုသွားမယ်ဆိုလို့ရှိရင်အိမ်ယာဝင်းကနေဘယ်ဘက်တက်ချိုးပါ10မိနစ်ဆိုလို့ရှိရင် BDS အစိမ်းရောင် line ကိုရောက်မယ်ညာဘက်ချိုးပြီးတက်သွားမယ်ဆိုလို့ရှိရင်လျင်ဝင်းကိုရောက်မယ်သူကဂျားထဲမှာအဲ့တော့ဒီဥမာမြို့ထဲကိုကားမောင်းသွားမယ်ဆိုလို့ရှိရင်တော့35မိနစ်ရှိမယ်မေဂါဘန်နာ shopping mall ကို10မိနစ် location ကတော့ဒါအကျန်းပြင်းပေါ့နော်အဲ့တော့ဒီပတ်ဝန်းကျင်ကိုသူ့ရဲ့ခံစားချက်ကတော့ luxury feeling လေးကိုရတယ်ဒါပေမဲ့လုံးဝ high end luxury တော့မဟုတ်ဘူးသူကဒီ middle end luxury ပေါ့နော်အဲ့ဒီခံစားချက်မျိုးအဲ့တော့ဒီထက်ပိုပြီးသိချင်တယ်အိမ်ကိုလိုက်ကြည့်ချင်တယ်ဆိုလို့ရှိရင်ကြောက်ဆက်တယ်မြန်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်